ငလာပါကလေးတို့ရေဖွားဖွားပုံမြင် channel လေးကနေကြိုဆိုလိုက်တယ်နော်ကလေးတို့ကိုဒီနေ့ဖွားဖွားကမောင်နှမ2ယောက်နဲ့ဘလူးကြီးတစ်ကောင်အကြောင်းပြောပြမယ်နော်မောင်နှမ2ယောက်ရဲ့နာမည်ကတော့ပိုးတီနဲ့ဖိုးထီလို့ခေါ်တဲ့ကွယ်အမကပိုးတီလို့ခေါ်ပြီးမောင်လေးကတော့ဖိုးထီပေါ့ကွယ်သူတို့ဟာအရန်ကိုတက်တီကောင်းကြတယ်ကွယ်အရာရာစူးစမ်းဆင်ခြင်တတ်ပြီးညံကောင်းကြတဲ့သူလေးတွေလည်းဖြစ်ကြတယ်ကွယ်သူတို့အမေကိုတော့မဲရွှေလို့ခေါ်တယ်ဒီနေ့မှသူတို့ရဲ့အမေနေမကောင်းဖြစ်တဲ့အမေအတွက်လိုအပ်တဲ့ဆေးကတစ်ဖက်ရွာမှာနေတဲ့ဆေးဆရာကြီးစီမှာသွားယူပေးမှရမှာတဲ့ကွယ်သူတို့ရွာနဲ့တစ်ဖက်ရွာအကြားမှာတောအုပ်ကြီးတစ်ခုရှိပြီးအဲ့ဒီတောအုပ်ထဲမှာဘလူးကြီးတစ်ကောင်လေးနေတဲ့ကွယ်အမေကိုနေပြန်ကောင်းစီခြင်းကြတဲ့မောင်နှမ2ယောက်ဟာတစ်ဖက်ရွာကိုရောက်အောင်သွားပြီးအမေအတွက်ဆေးသွားယူကြမယ်ဘလူးကြီးကိုတွေ့ရင်တတိရှိရှိရင်ဆိုင်ကြမယ်လို့ဆုံးဖြတ်ချက်ချလိုက်ကြတယ်အဲ့ဒီနောက်ပိုးတီနဲ့ဖိုးထီလေးတို့ဟာလမ်းမှာစားဖို့ထမင်းတုံးနဲ့ဓားတစ်ချောင်းယူပြီးခရီးထွက်လာကြတာပေါ့ကွယ်တောအုပ်ထဲမှာရှိတဲ့ဘလူးကြီးကအကောင်ကြီးပေမဲ့စဉ်းစားညံတော့နဲတဲ့လေပိုးတီနဲ့ဖိုးထီတို့မောင်နှမ2ယောက်တောထဲကိုဝင်လာတဲ့အခါသူတို့ကိုဘလူးကြီးကဖမ်းကျင်တာပေါ့ဒါပေမဲ့သူတို့လက်ထဲမှာဓားကလည်းပါလာတယ်လူတွေကလည်းရဲရဲရင်းရင်းနဲ့တတိကောင်းတဲ့ပုံပေါ်နေတော့ဘလူးကြီးကအနားကိုချက်ချင်းမကတ်ရဲသေးဘူးပေါ့ကွယ်တော်လေးခရီးပေါက်လာတော့မောင်နှမ2ယောက်ဟာမောလဲမောရေလဲစားလာတာပေါ့ဒါနဲ့ရေကန်ကြီးတကန်အနားလဲရောက်ကောအမပူတီကမောင်လေးဖိုးထီကိုပြောတဲ့မောင်လေးအမဒီနားမှာခဏနားနေခဲ့မယ်နော်ရေခတ်တောက်လို့ရအောင်ဝစစ်ခွက်လေးတစ်ခုသွားခုတ်ခဲ့ပါလားကွယ်လို့ခိုင်းလိုက်တယ်ဖိုးထီလေးလဲဓားယူပြီးထွက်သွားရောစောင့်ကြည့်နေတဲ့ဘလူးကြီးရောက်လာတာပေါ့ဘလူးကြီးကရုပ်ပြောင်းရုပ်လဲလုံးတတ်တော့ဖိုးထီလေးအယောင်ဆောင်းလာတာပေါ့ကွယ်လက်ထဲမှာဝကိုင်းကျိုးတစ်ခုကိုကိုင်းပြီးရောက်လာတဲ့ဖိုးထီကိုမြင်တော့ဖိုးထီလေးကစဉ်းစားတယ်ပြန်ရောက်လာတာလည်းမြန်လိုက်တာဝါခွက်လည်းမဟုတ်ဘူးဝကိုင်းကြီးချိုးလာတယ်ဒါလည်းမပါဘူးငါတော့သတိထားမှပဲလို့တွေးတဲ့ဖိုးတီလေးဟာအနားရောက်လာတဲ့ဖိုးထီအတုစီကဝကိုင်းကိုဆွဲယူလိုက်ပြီးနင့်ကိုငါကဝစစ်ခွက်ခုတ်ခိုင်းလိုက်တာလေဝါကိုင်းချိုးလာတော့ရေတောက်လို့မရဘူးဟဲ့ဒီလောက်ကိုမိတတ်တဲ့ကလေးထုံမှရမယ်လို့ပြောပြီးဖိုးထီဘလူးကိုဝကိုင်းနဲ့အဆက်မပြတ်ရိုက်ပစ်တာပေါ့ကွယ်ရိုက်ခံရတဲ့ဘလူးကြီးကမိသွားလို့ပါဟာငါသွားယူလိုက်ပါမယ်လို့ပြောပြီးကမန်းကရန်နဲ့ထွက်သွားတယ်ကွဒါပါရင်တော့ငါ့ကိုယုံမှာပဲလို့တွေးပြီးသူ့မှာရှိတဲ့ရွှေဓာကြီးကိုယူလာတာပေါ့ကွယ်ပိုးတီကဘလူးကြီးယူလာတဲ့ရွှေဓာကိုလည်းတတိရှိရှိနဲ့ဆွဲယူလိုက်ပြီးဟဲ့ဒါငါတို့ဓာမှမဟုတ်တာအိမ်ငါဓာရအောင်ပြန်ရှာခဲ့ဒီလောက်မှားတတ်တဲ့ကလေးဓာနဲ့ခုတ်လိုက်ရမလားအဲ့လိုပြောပြီးဓာနဲ့ရွယ်လိုက်တဲ့ဘလူးကြီးကလည်းဓာနဲ့ခုတ်မှကြောက်ပြီးဤပါဟာငါဓာရအောင်ပြန်ရှာခဲ့ပါမယ်အဲ့လိုပြောရင်းနဲ့ပြေးထွက်သွားတဲ့ကွယ်အဲ့ဒီအချိန်မှာမောင်လေးဖိုးထီပြန်ရောက်လာတယ်ကွလက်ထဲမှာတော့ဝစစ်ခွက်လေးနဲ့အင်ရဓာတော့ပါတာပေါ့ကွယ်ဖိုးတီကဖိုးထီကိုသူ့မောင်လေးဟုတ်လားမဟုတ်လားသိချင်လို့နေမေဘသူလဲလို့မေးလိုက်တယ်ဖိုးထီကငါမေမဲရွှေပေါ့ဟာလို့ဖြေလိုက်မှဖိုးတီလေးကယုံသွားတယ်ဖိုးထီကလည်းအမလက်ထဲကရွှေဓားကိုမြင်တော့အံ့ဩသွားတာပေါ့ကွယ်ဖိုးတီကမောင်လေးကိုဘလူးကြီးရောက်လာတဲ့အကြောင်းကိုပြောပြလိုက်တယ်ပြီးတော့မှမောင်နှမ2ယောက်ဘလူးကြီးကိုနှိမ်နှင်းဖို့တိုင်ပင်ကြပြီးဘလူးကြီးရောက်မလာခင်မောင်လေးဖိုးထီကိုပုံခိုင်းလိုက်တဲ့ကွယ်ဖိုးတီလေးတယောက်တည်းရေကန်ဘေးမှာဟန်မပြတ်ထိုင်နေတော့ဘလူးကြီးပြန်ရောက်လာတယ်ဒါကတော့မပါဘူးတဲ့ကွယ်အမယာအင်္ဂါဓာရှာမတွေးခဲ့ဘူးဟာငါမောလို့နားပြရစေဦးနော်
ဏနေပြန်ရှာပေးပါမယ်ဟာလို့ပြောလိုက်တဲ့ခောက်တော့ခောက်ပြန်သွားထားရတော့ဘလူးကြီးလေတကယ်ကိုမောနေတာပေါ့ကွယ်ဒီတစ်ခါမှာတော့ပိုးတီလေးကလေးတန်းချူချူလေးနဲ့အေးပြီးမှထပ်ရှာတာပေါ့နေမောနေနားလိုက်အောင်နော်လို့ပြောလိုက်တယ်ဖိုးထီအတူဘလူးကြီးလဲမောမောနဲ့တစ်ပင်ကိုမှီပြီးနားလိုက်တာအိပ်ပျော်သွားပါလေရောဘလူးကြီးအိပ်ပျော်သွားမှမောင်လေးဖိုးထီကပုံနေရကထွက်လာတယ်ရွယ်ရိုးတုတ်တုတ်ကြီးတွေရှာပြီးဘလူးကြီးကိုတစ်ပင်နဲ့တွဲချီလိုက်ကြတယ်ဘလူးကြီးကနှင်းနှင်းချိုက်ချိုက်အိပ်ပျော်နေတော့ဘာမှမသိဘူးတဲ့ကွယ်နောင်တပားသူတွေကိုဒုက္ခမပေးနိုင်အောင်လို့ဘလူးကြီးကိုပညာပေးကြဖို့မောင်နှမနှစ်ယောက်ကစိတ်ကူးလိုက်ကြတယ်ဘလူးကြီးရဲ့အမွှေးအမြင်တွေအကုန်လုံးပြောင်းနေအောင်ဓာတ်နဲ့ရိပ်ပစ်လိုက်ကြတယ်ပြီးတော့မှပိုးတီနဲ့ဖိုးထီတို့ဟာဘလူးကြီးနာကနေအမြန်ထွက်သားကြတာပေါ့ကွယ်အိပ်ပျော်နေရကနိုးလာတဲ့ဘလူးကြီးဟာသူ့အဖြစ်သူမြင်ပြီးမျက်လုံးပြူးသွားတဲ့အမွှေးမြင်နေမရှိတော့သူ့ကိုယ်လုံးကြီးကပြောင်ချော်ချော်နဲ့ရှက်စရာကြီးဖြစ်နေတာပေါ့အရန်ရှက်သွားတဲ့ဘလူးကြီးကဘေးနာကရေကန်ထဲကိုငါးတကောင်ဖြစ်ပြောင်းလဲပြီးရေကန်ထဲကိုရှောကနေဆင်းသွားလိုက်တာဘယ်တော့မှပြန်ပေါ်မလာတော့ဘူးတဲ့ကွယ်တတိရှိပြီးစဉ်းစားဉာဏ်ရှိတဲ့ပိုးတီနဲ့ဖိုးထီတို့မောင်နှမနှစ်ယောက်ကတော့ရွှေသားကြီးလဲရအမေအတွက်ဆေးလဲယူလာနိုင်လို့အမေကပြန်နေကောင်းသွားပြီမိသားတစုပျော်ပျော်ရွှင်ရွှင်နေသားကြတာပေါ့ကွယ်အရွယ်ငယ်ပေမဲ့ဉာဏ်နဲ့ရှင်ပြီးလုတ်တက်ကင်တတ်တဲ့ဖိုးတီနဲ့ဖိုးထီတို့မောင်နှမဟာခန္ဓာကိုယ်ကြီးပေမဲ့ဉာဏ်နေတဲ့ဘလူးကြီးကိုအနိုင်ရသွားတာကလေးတို့သိကြပြီနော်ကလေးတို့လည်းဘာကိုပဲတွေ့မကြောက်မရွံ့နဲ့စဉ်းစားဉာဏ်သုံးပြီးရင်ဆိုင်လိုက်ရင်အနိုင်ရမယ်ဆိုတာကိုမမေ့ကြနဲ့နော်